Arrakis မှာကနေဆိုတအားပူပြီးတော့ညကြပြန်တော့လေအပူချိန်ထိုးကြပြန်ပါတယ်ဒီပုံမှာပြန်ကြည့်ရင်လေထွက်ပေါက် ventilation pipe တွေကိုသတိထားမိကြမှာပါ stack ventilation တွေကိုအသုံးပြုထားတာပါလေဘူးတွေကအပေါ်ကိုတက်လက်ရှိတော့ပိုက်ကနေတဆင်းအပေါ်ကိုတက်ပြီးထွက်သွားအောင်ပေါ့အဲ့ဒီလိုတက်သွားတဲ့လက်လက်လေးဟာနေတဲ့ကိုလေအေးတွေကနေရာဝင်ယူတယ်ဒီလိုနဲ့အပူချိန်ကိုအဲကုန်းမလို့ပဲထိန်းညှိထားတယ်ဆိုပါတော့ siege တစ်ခုရဲ့ဟိုးအောက်ထဲမှာရေလောင်ကန်တစ်ခုပါရှိတတ်တယ်ဟိုးအောက်မှာရှိရတာကလည်းအငွေ့ပြန်တာနည်းနိုင်သမျှနည်းအောင်လို့ပါဒါပေမဲ့ရေကိုကြတော့ဘယ်လိုရလဲ Middle East ဘက်ကရှေးဟောင်း Islamic Architecture မှာ Baghiya လို့ခေါ်တဲ့ Wing Tower တွေရှိပါတယ်ဒီခက်မြင့်မြင့် Tower တွေရဲ့လေဝင်ပေါက်ကနေလေကိုတိုးဝင်စေပြီးတော့ဖမ်းယူလိုက်တယ်ပေါ့ခေါင်းနိုင်ဒေါင်လိုက်လမ်းကြောင်းအတိုင်းအောက်ကိုဝင်လာတဲ့လေကလေဖျားမြင့်တဲ့ရဝန်းလေးဖြစ်သွားပြီးတော့တစ်ဖက်မှာလေဖျားနည်းတဲ့ရဝန်းလေးဖြစ်သွားစေပါတယ်လေကဖျားမြင့်တဲ့နေရာကနေလေဖျားနည်းတဲ့နေရာကိုစီးဆင်းတော့အတွင်းကန်းထဲကိုလေအေးတွေကလေပတ်ပြီးတော့လေဘူးတွေကိုထွက်သွားစေတာပေါ့ဒုံရုပ်ရှင်ထဲမှာဒါကိုအသုံးချထားပါတယ်ရုပ်ရှင်တွေကသဲခန္ဓာရကြွက်လေးကိုမှတ်မိအောင်ပါ Freeman တွေကဒီကြွက်လေးရဲ့နေရွက်ပုံစံမျိုးဒီဇိုင်းနဲ့ wind track တိစောက်ထားတာပါညဘက်လေအေးတိုက်တဲ့အခါမှာအဲ့ဒီလေကိုပိုက်လိုင်းကတဆင့်ဟိုးမြေအောက်ထဲကိုပိုအေးတဲ့ temperature နဲ့တွေ့တော့လေလူတွေကစူထိုင်းစာတွေကငွေ့ရီဖွဲ့ပြီးတော့ cash basin လို့ခေါ်တဲ့ရေလောင်ကန်ထဲမှာရေပြန်စစ်ထုတ်တာပါဒါကလည်းအပြင်မှာတကယ်ရှိတာပါလေကနေရေပြန်ထုတ်တဲ့ဆက်တွေပေါ့လေအေးထုတ်ဖို့အဓိကနဲ့ရေအေးထုတ်ဖို့အဓိကပဲကွာမယ်အလုပ်လုပ်ပုံကတော့ကျွန်တော်တို့သုံးနေတဲ့ aircon နဲ့အတူတူပါပဲ